ရှင်ဘရင်ဒတဂီရီရှိမှာလက်ညှိုးထိုးပြီးအတန်ကျဲကျဲဖြင့်ဟစ်အော်ဆိုကအချုပ်အခြာအာနာရှင်ဒတနတ်ဆုမတန်ရှင်သောနီလန်းဖြင့်မင်းကြီးယာမနှင့်တိုက်ခိုက်ရန်ဝုန်းဝန်းသလောအဘဲကြောင့်တိုက်ရိုက်မတိုက်သနည်းဟုပြောဆိုလိုက်သည်ထိုအခါဒေါသထွက်နေသောဒတဂီရီသည်လည်းသူဂရိဘသည်လည်းမိမိ၏ခွန်အားဖြင့်သာခွန်အားကြီးသည်ဟုအပြင်းအထန်ပြန်ပြောလိုက်သည်ဤစကားကိုကြားလျင်သူဂရိဘသည်လည်းဒေါသထွက်ကခြေဖြင့်ကန်ပြီးဒတဂီရီအားချက်ချင်းတိုက်ခိုက်လိုက်သည်လက်တစ်ဖက်သာကြံတို့သောရှင်ဘရင်ဒတယခဏသည်ခုခံတိုက်ခိုက်ရန်တိတ်အစဉ်ပြေးခြင်းမရှိပေအကြောင်းမှာသူ၏ကြံလက်တစ်ဖက်ဖြင့်မန်တော်ဒေဝီရာပြာဤမိဖုရားနဂါမသမီနှင့်အခြားကြံရှိနေသောမိဖုရားငယ်များကိုကာကွယ်ရန်လိုအပ်နေသောကြောင့်ဖြစ်သည်အဆုံး၌ဒတဘလူသည်သူဂရိဘ၏ညာဘတ်ခြေဖြင့်ရင်ဘတ်ကိုကန်ခံရပြီးကိုခန္ဓာအနှံ့ဓာတ်တန်ရာများရရှိခဲ့သည်ထို့နောက်သူဂရိဘသည်အခွင့်ကောင်းကိုအသုံးချကာလေထဲသို့ခုန်တက်ပြီးအံပွဲရာစွမ်းအောက်ရှိသောမိုးပြန်ရထားပြဿနာဘာဟန်ကိုချိုးဖျက်လိုက်သည်ထိုအခါဒတဘလူနှင့်သူ၏မိဖုရားများအားလုံးမြေကြီးပေါ်သို့ကျဆင်းသွားကြသည်မိုးပြန်ရထားပြဿနာဘာဟန်ပြက်စင်းသွားသောအခါအမောင်တို့သည်ပျောက်ကွယ်သွားသည်သို့သောသူဂရိဘသည်ရပ်တန့်သွားခြင်းမရှိပေဒတဘလူတတိလက်နေစဉ်အခွင့်ကောင်းကိုအသုံးချကာပြန်တန်းဆင်းလာပြီးယက္ခမမင်း၏တရဖူကိုခြေဖြင့်ချိုးဖျက်ကဝန္ဒရစစ်စခန်းသို့ယူဆောင်သွားကမင်းကြီးယာမအားဆက်တလိုက်သည်ဒတမမူမိမရနိုင်သောဒေါသနှင့်နာကျင်မှုများဖြင့်နန်းတော်သို့ပြန်လာခဲ့ရသည်ဤဒီကဟနုမန်၏သားတော်ဖွားမြင်ခြင်းအကြောင်းနှင့်မင်းကြီးယာမ၏အလင်ကာကျွန်းသို့ချီးတက်တိုက်ခိုက်ခဲ့သောဇလံကိုယနေ့ကျေးဇူးတော်ရှင်ပရိသတ်ကြီးအားတင်ပြအပ်ပါသည်